ပေမဲ့ဒီဆရာအတင်းတော်စားတဲ့အချိန်မှာသူကတင်းဦးဆရာမဟုတ်ဘူးသူက youth pastor တင်းဦးဆရာအဲ့တုန်းကဆရာ Henry ပေါ့နော်ဒီအိုက်ဆရာဒီဆရာဒါပေမဲ့သူတို့ကကျွန်တော်ဒီဥစ္စာကိုပြောချင်တာအမှုတော်ဆောင်ဆရာတွေတခုတည်းကျွန်တော်ပြောချင်တာမို့ကျွန်တော်တို့အနေနဲ့ယုံကြည်သူသားသမီးဖခင်သခင်ရဲ့သားသမီးကျွန်တော်တို့ကဖခင်သခင်ရဲ့တို့သမီးတွေဖြစ်တယ်ချီဆောင်ခြင်းမှာဖခင်သခင်အတင်းတော်ဆိုတာကျွန်တော်တို့တွေဖြစ်တယ်အာမင်အတင်းတော်ချီဆောင်သွားမှာအဲ့ချိန်မှာအကပေအတင်းတော်မဟုတ်ဘူးတင်းမှာရှိတဲ့အတင်းတော်တွေကိုကိုယ်ယုံကြည်သူရဲ့ကျွန်တော်တို့အထဲမှာရှိအတင်းတော်ဖခင်သခင်ရဲ့ချီဆောင်သွားမှာဖြစ်တယ်ယေရှုသူတို့သမီးတွေဒီဆရာဆိုရင်ဆရာဟင်နရီယာအတင်းအောင်ဆရာဖြစ်တယ်ပေမဲ့သူက youth pastorဒါပေမဲ့ဖခင်သခင်ရဲ့အတန်တော်ကြားတဲ့အခါမှာ church pastor senior pastor အနေနဲ့လွယ်ပြီးတော့ youth pastor ကိုတင်းအောင်ဆရာခန့်လိုက်တယ်ကျွန်တော်တို့မြန်မာပြည်သားအမှုတော်ဆောင်ထဲမှာရန်မရှိသေးဘူးเนาะကြားဘူးလားဇုံမီထဲမှာဆိုရင်လည်းပိုးတော့မရှိဘူးเนาะအဲ့လိုလုပ်လိုက်เนาะအတင်းသားတချို့နဲ့ထွက်သွားပြီးအတင်းတော်ထောင်ပါပေါ့เนาะဒီအတင်းတော်ရဲ့လူတချို့ပါသွားမယ်เนาะငါဆရာသူဆရာဆိုပြီးเนาะပါမယ်ထင်လားကျွန်တော်လိုက်နေတဲ့မှာပါလားမသိဘူးเนาะဆိုလိုတာဖခင်သခင်ကဒီစီရတဲ့ကဲကိုဖခင်သခင်ဘာလို့တုံးလို့လဲဆိုဖခင်သခင်အတန်တော်ကြားနိုင်တဲ့လူတွေလူအကျဉ်းစီနဲ့မတွားဘဲနဲ့ဖခင်သခင်ရဲ့အကျဉ်းစီနဲ့တွားတဲ့လူတွေမြင်တတ်တဲ့လူတွေအားကြောင့်ကျွန်တော်တို့မှာပါကြလားဖခင်သခင်ကကျွန်တော်တို့လူတွေကိုလေတခြားလူတွေနဲ့မတူအောင်လေတခြားတတ်တော်မျိုးစားတွေနဲ့ကဘာမှဖန်တဲ့မတူတာခန္ဓာစိတ်ဝိညာဉ်ဟုတ်တယ်နော်ကျွန်တော်တို့ဆူတောင်းရင်ဘာတက်ဆူတောင်းလဲခန္ဓာတက်ဆူတောင်းမတောင်းဘူးလားချမ်းသာဖို့မတောင်းဘူးလားပညာတတ်ဖို့မတောင်းဘူးလားကျမ်းမာဖို့မတောင်းဘူးလားโอเคအဲ့ဒါတောင်းတယ်နော်စိတ်အတွက်ကောဆူတောင်းလားစိတ်အတွက်တောင်းဖို့လို့ရှိတာကိုရောကျွန်တော်မရဲ့စိတ်လေးအရင်အချင်းပုတ်တယ်ဆူတောင်းခံချက်ထဲမှာဘယ်သူရှိတယ်ယုံကြည်သူသားသမီးရှိလားမရှိဘူးနော်ရှိရင်လည်းရှာပေါ့နော်တယောက်စနေယောက်စပြီးနောက်တစ်ဆင့်တော့မယ်ချမ်းသာဖို့ကျွန်တော်လာဖို့ကျွန်တော်ကျမ်းမာဖို့ကျွန်တော်ချမ်းသာဖို့ကျွန်တော်ပညာတတ်ဖို့ခလေးတွေရောအကုန်လုံးသားသမီးရဖို့တော့ဆူတောင်းကြမယ်ခန္ဓာအတွက်ဆူတောင်းကြတယ်စိတ်အတွက်ဆူတောင်းတဲ့လူရှားတော့ပြီဝိညာဉ်အတွက်ဆူတောင်းတဲ့လူရောဒီထဲမှာရှိလားနော်ဝိညာဉ်အတွက်ဆူတောင်းလားသိလားပူဝေးသွားပြီဘာလို့စိတ်တော့မနေဘူးဆိုတော့ဘုရားကျွန်တော်ခန္ဓာစိတ်ဝိညာဉ်၃ပါးနဲ့ကျွန်တော်တို့ကိုလူဘောနော်ဖန်ဆင်းထားတာဖြစ်တဲ့အဲကြောင့်ကျွန်တော်တို့ဆုတောင်းနေဆိုရင်ကျွန်တော်တို့ဝင်ကောင်းဖို့ကျမ်းမာဖို့ခန္ဓာအတွက်ပဲဆုတောင်းတယ်တကယ်ကျွန်တော်တို့ဆုတောင်းရမှာဝိညာဉ်အတွက်ဆုတောင်းရင်ဝိညာဉ်အတွက်ဆုတောင်းရင်တင်ဘလောက်ပဲဆင်းရဲအပြင်ခန္ဓာကိုဘလောက်ပဲမလားဘုရားရှင်ဝိညာဉ်ချမ်းသာတယ်ဆိုရင်တင်ရဲ့စိတ်နဲ့ခန္ဓာက automatic ဖြစ်မှာဒါပေမဲ့ကျွန်တော်တို့ကအပြင်ကာဘာတော့ပဲယေရှုတောင်းတယ်အထဲနောက်ဆုံးမှာတကယ်အမိကိုကျွန်တော်တို့ကဆုတောင်းရမှာလीနော်ဒါပေမဲ့အဲ့ဒါလေးပြောရင်တော့ဘောနော်ကျွန်တော်ဒီနေ့တရားဟောတာမဟုတ်တဲ့အတွက်ကြောင့်ဆရာထံလို့အတွက်အချိန်မရှိပဲနေလိမ့်မယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာအယံပဲဘောနော်ကျွန်တော်ယုံကြည်သူသားသမီးတွေကဘာလို့လဲဆိုတော့ကဲတင်ချင်းတရားတွေအဲ့လိုမျိုးတွေအမှုတော်ဆောင်တွေကကျွန်တော်တို့ထဲမှာဆိုဝင်လာတာတွေဘောနော်အယံများတယ်ဒါပေမဲ့ကျွန်တော်ခရိယန်အသက်တာမှာဘယ်လိုရှောက်လန်းရမလဲကျွန်တော်တို့ယုံကြည်သူသားသမီးတွေကဘယ်လိုပြုစုပြောထောင်ရမလဲဆိုတာအယံလိုပြောတဲ့အမှုတော်ဆောင်ဆရာတွေကအယံရှားတယ်ဘာလို့ဆိုတော့အဖရိကနေကဲလို့တဲ့ယေရှုလက်ခံယုံကြည်မှာဒီအကြောင်းလေးဒီမှာကျွန်တော်တို့ဘောနော်ဘယ်ပဲတော့ဒါပေမဲ့အဲ့ဒီကနေလူပြီးသားလူတွေရဲ့ဝိညာဉ်ရေး step by step ကိုတွားဖို့ဝင်ရတဲ့အမှုတော်ဆောင်ဆရာတွေအယံပဲရှားတယ်ဆိုတာဒီခေတ်ကာလမှာပေါ့နော်ဒါပေမဲ့ဆရာထံလို့လည်းရှိတဲ့ဆရာတွေပြောတာမဟုတ်ပါဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူသားသမီးတွေကစာငတ်တာတွေရှိတယ်ခုနပြောသလိုဒီလိုမျိုးဆရာကြီးတွေဆိုရင်လည်းတကယ်ကိုဖျားသခင်ရဲ့နှုတ်ကပတ်တော်ဖျားသခင်အတန်တော်နဲ့နားထောင်တဲ့လူတွေဖြစ်တယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီလည်းဒီမှာရှိတဲ့ယုံကြည်သူသားသမီးတွေလည်းလူရဲ့အတန်ထက်ဖျားရဲ့အတန်ကိုကြားနိုင်တော်သူအရောက်စီတိုင်းဖြစ်ဖို့ကျွန်တော်အနေနဲ့ခွန်အားပေးချင်တာဖြစ်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီဆရာကျောင်းကိုလည်းပေါ့နော်အားလုံးလည်းတချို့တွေ YouTube မှာတင်ပြီးသားလည်းရှိမယ်ကြားပြီးသားတွေလည်းရှိမယ်ဆရာမွန်တောင်အကြောင်းကိုပြောတာကြားဖို့လို့ရှိတယ်ဒီ
ဒီဆရာနဲ့ဆရာမတောင်းတွေ့တဲ့အကြောင်းနော်ကြားဘူးလို့ရှိသေးလားဒီမှာကြားချင်လားကြားချင်ကျွန်တော်နည်းနည်းထပ်ပြောမယ်နော်ဆရာမတောင်းသိတယ်မို့လားfull gospel ဆရာမတောင်းကဒီဆရာJoseph Prince ကဆရာမတောင်းကိုခေါ်ပြီးတော့သူဖျားသူ့ကိုစကားပြောလို့ဆိုဆရာမတောင်းတို့မိသားစုကိုငါရဲ့သားသမီးတွေကိုပေါ့နော်အရန်ပင်ပန်းပြီးအမှုတော်မြတ်မှာဆိုကောင်းကောင်းမွန်နာပါစေဆိုပြီးတော့သူ့ကိုစင်ကာပူခေါ်ပြီးအကောင်းဆုံး 5-star hotel ကြိုက်တာစားတဲ့ but free vacation ဆရာမတောင်းတို့မိသားစုဒီဆရာခေါ်တာသူ့ဝိညာဉ်တော်ဖွင့်ပြလို့တယ်တပတ်တိစင်ကာပူမှာနာကြိုက်တော့တုံကုန်တည်းမြတ်သူကိုပေးတယ်ဆရာမတောင်းနဲ့ရင်းနှီးသွားတယ်ဒါပေမဲ့ဆရာမတောင်းကရန်ကုန်မှာကျွန်တော်တို့အတင်းတော်ဗိမာန်တော်ကကျွန်တော်တို့ဖူးပြုနေတဲ့ဘုရားရန်ကုန်ကဘုရားကျောင်းอ่ะဗောနော်တေးတဲ့အတွက်ကြောင့်တခုဝယ်တာမြေကွက်အဲ့ဒါစောက်ချင်တဲ့အတွက်ကြောင့်သူ့အနေနဲ့အတင်းတော်တွဲပေါ့နော်အလူခံတဲ့အနေနဲ့ဒီဆရာနဲ့လည်းရင်းနှီးတယ်ဆိုပြီးဒီဆရာစီကိုပြန်သွားတယ်ပြန်သွားတော့ဒီလိုမျိုးနာမည်ကြီးဆရာတွေကသူတို့ကလူတွေ့တယ်ဆို appointment ယူရတာဒီနိုင်ငံမှာလည်းကျွန်တော်တို့ appointment နဲ့သွားတာနော်ဆိုတော့ဒီဆရာ appointment နဲ့သွားလို့ဆရာမတောင်းခလဲလေးရပါတွေ့ရောပါစတာမွန်ဘောသူတို့ဒီ mix တဲ့ဆရာမတောင်းကျွန်တော်ရဲ့အတင်းတော်မှာအလူတယ်ပေါ့နော်ဘုရားကျောင်းမိမ့်မှာဆောက်ဖို့အတွက်ဆရာအလူငွေထည့်ပါပြောတော့ဒီဆရာငါ့ကိုတဲ့ဘုရားစကားမပြောဘူးတဲ့အဲ့ဒီတစ်ခေါက် sorry ပဲတဲ့မျက်နှာမကြည့်ဘူးကျွန်တော်ဆိုအာနာမလားလူအနေနဲ့အာနာမှာပေါ့နော်ဒါပေမဲ့ဒီမှုတော်ဆောင်ပြရတယ်ဘုရားငါ့ကိုမပြောဘူးဆိုပြီးပေါင်းထုတ်လိုက်တာပဲဒါပေမဲ့ဘုရားစကားပြောရင်အကုန်ခံတယ်ကျွန်တော်တို့တရားပေါ်လေဆရာမျက်နှာကြည့်တယ်နော်လူမျက်နှာကြည့်တယ်ကျွန်တော်ပြောချင်တာဘောနော်ဆရာတွေထုတယ်မဟုတ်ဘူးဒါပေမဲ့တကယ်ကိုဝိညာဉ်ရေးရမှာကျွန်တော်ရင်းချက်ချင်တယ်ဆိုရင်ဒီလိုမျိုးကျွန်တော်တို့တွေနဲ့ပုံတက်တွေဆရာတွေရှိတယ်ကျွန်တော်တို့သူတို့ရဲ့တရားဟောချက်တွေလေ့လာပါ online မှာလည်းရှိတယ်နားထောင်ကြည့်ပါတင်တော့ရဲ့ဘောနော်ဝိညာဉ်ရေးရမှာပို့ပြီးတော့ခိုင်ခန့်လာစီမှာဖြစ်တယ်ဘာပဲဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့ဆရာတွေကျွန်တော်တို့ကမကောင်းပြောတာမဟုတ်ဘူးเนาะကျွန်တော်အနေနဲ့ဘာလို့လဲဆိုတော့ဒီလိုမျိုးမှာကျွန်တော်တို့အနေနဲ့ learning တခြားဟာတွေမှာလည်းကျွန်တော်တို့ဝိညာဉ်ရေးရမှာ learning ကို build up ဖို့အတွက်အများကြီးနည်းလမ်းတွေအများကြီးရှိတယ်ဘုရားသခင်ရဲ့လူအနေနဲ့ကြံစီတာမဟုတ်ဘုရားအကြံစီကိုကျွန်တော်တို့ကြားနိုင်တဲ့သာသမီရောက်စီတိုင်းဖြစ်ဖို့အတွက်ဘုရားသခင်ဘောเนาะကောင်းချီးပေးပါစေလို့ကျွန်တော်အနေနဲ့တည်တည်နေခံချင်တာဖြစ်တယ်အာမင်အခုကျွန်တော်အားလုံးမတည်ရအောင်เนาะ